မိတ်ဆွေကနေ့တိုင်းအလုပ်ကြိုးစားနေပြီမဲ့ဘာလို့မချမ်းသာသေးတာလဲလို့တွေးဘူးလားတကယ်တော့ငွေရှာတဲ့နေရာမှာလူ၄မျိုးပဲရှိပါတယ်အဲ့ဒါကို ESBI လို့ခေါ်ပါတယ်ဒီနေ့မှာတော့သင်ကဘယ်အဆင့်မှရောက်နေလဲတသိပ်ဖြစ်ဖို့ဘယ်အကွက်ကိုရွှေ့ရမလဲဆိုတာပြောပြပေးတော့ပါမယ် ESBI ဆိုတာ Cash Flow Quadrant လို့ခေါ်တယ်ငွေစည်းစိမ်မှုပုံစံ၄မျိုးပါတစ်ခုချင်းစီကိုကြည့်ကြည့်အောင် ပထမဆုံး employee ပါဒါကတော့ဝန်ထမ်းတွေပါတင်းရဲ့အချိန်ကိုပေးပြီးငွေနဲ့လဲရပါတယ်အလုပ်လုပ်မှပတ်စံရမယ်အလုပ်မလုပ်ရင်ပတ်စံမရဘူးလုံခြုံမှုရှိပေမဲ့အချိန်လွတ်လပ်ခွင့်မရှိပါဘူး ဒုတိယကတော့ S self employed ပါကိုယ်ပိုင်လုပ်သူတွေပေါ့စိုင်းဖွင့်ထားတာ freelance လုပ်တာစေကန်းဖွင့်တာမျိုးပါဒီနေရာမှာတော့သင်ကသူများစီမှာအလုပ်လုပ်တာမဟုတ်ပဲအလုပ်ကိုသင်ပိုင်ဆိုင်တာပါဒါပေမဲ့သင်မရှိရင်လုပ်နှဲမလဲပတ်နိုင်ပါဘူးအလုပ်နားလိုက်တာနဲ့ဝင်ငွေရသွားပါလိမ့်မယ် တတိယကတော့ B business owner ပါဒါကစနစ်ပိုင်ရှင်တွေပါသူတို့ကကိုယ်တိုင်ဝင်လုပ်เสียမလိုပါဘူးလူတွေကိုငှားပြီးအလုပ်လုပ်ခိုင်းမယ်သို့မဟုတ် system ကိုအသုံးပြုပြီးငွေရှာခိုင်းမယ်သူတို့အိတ်နေရင်တောင်ပတ်စံဝင်နေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ I investor ပါယင်းနှိမ့်မြုံနှံသူတွေပါဒီအစ်စ်မှာတော့ယူကငွေရှာတာမဟုတ်တော့ပါဘူးငွေကနေငွေဖြန့်ရှာဖေးတာပါငွေကြေးလွတ်လပ်မှုအရှိဆုံးအဆင့်ဖြစ်ပါတယ် ဒီဇာတ်မှာထူးခြားလာတဲ့ခုရှိပါနဲ့ဘယ်ဘက်ချမ်းက E နဲ့ S က active income ပါကိုယ်တိုင်လုပ်မှရမယ်ညာဘက်ချမ်းက B နဲ့ I ကတော့ passive income ပါကိုမလုပ်လဲဝင်ငွေဝင်နေတာပါကမ္ဘာလူဦးရေ95ရာခိုင်နှုန်းကဘယ်ဘက်ချမ်း ES မှာရှိနေကြပြီမယ်ကမ္ဘာငွေကြေး95ရာခိုင်နှုန်းကတော့ညာဘက်ချမ်း BI ကလူတွေပိုင်ဆိုင်ထားကြပါတယ် တထေးဖြစ်ခြင်းရင်အချိန်နဲ့ငွေကြီးလွတ်လပ်ခြင်းဘယ်ဘက်ချမ်းကနေညာဘက်ချမ်းကိုကူးပြောင်းနိုင်ဖို့ကြိုးစားရပါမယ်မိတ်ဆွေကအခုလက်ရှိဘယ်ကွာချက်မှာရောက်နေပြီလဲ comment မှာမျှဝေပေးခဲ့ပါအောင်ဒီလိုဘူးတူတာအနေဆက်လေ့လာဖို့ကျွန်တော်ရဲ့ channel page ကို subscribe follow လုပ်ထားဖို့မမေ့ပါနဲ့နော် inviter လူတိုင်းလို့ရောက်နေပြီဆိုတာကိုနောက်ဗီဒီယိုမှာပြောပြပေးမယ်